အလွန်ရှိခေတ်တုန်းကကဘာမြေကိုတဘာဝတရားကအေဂျင့်စွာထိမ့်သိမ်းပေးနေတဲ့အချိန်တွင်မြစ်တော်ကြီးအောက်မှနေထိုင်သောမီနဂါကြီးဟာတောရိုင်းနှင့်တဘာဝကိုကာကွယ်ဖို့ဥပဒေတစ်ခုလိုက်နာနေခဲ့တယ်။တနေ့မှာတော့အာကာသထဲကယင်တစည်းကကဘာကိုနှိမ့်ကျလာရာကနေဂျိုသားကြီးတဦးအလောတကြီးနဲ့တက်တန်းရှိရှိအာကာသယင်နဲ့ဆင်းလာခဲ့တယ်။သူကသူ့ဂျိုမှာအသက်ရှူလို့မရတော့တာကြောင့်ကဘာကိုတစ်တော်တွေအနားမှာနေအိမ်တီးဖို့လာခဲ့တာပါ။ဒါပေမဲ့ဂျိုသားရဲ့နီးပညာမြင့်မှုတွေကြောင့်တစ်တော်တွေဖျက်ဆီးသွားပြီးတရိတ်ဆန်တွေထွက်ပြေးမြစ်တွေခြောက်သွားတယ်။ဒါကိုမြင်တဲ့မီနဂါကြီးကဂျိုသားကိုတားဖို့ဆုံးဖြတ်တယ်။ဒါပေမဲ့တိုက်ခိုက်ဖို့မဟုတ်ဘူး။သူ့ရဲ့တဘာဝနဲ့တက်တောင့်တက်တာနီလန်းတွေနဲ့ပညာပေးဖို့ကြိုးစားတယ်။အဆုံးမှာတော့ဂျိုသားကလည်းနားလည်လာတယ်။တဘာဝကိုဖျက်ဆီးတဲ့အစားတဘာဝနဲ့အတူတူနေရတာကပိုတန်ဖိုးရှိတယ်လို့သိလာတဲ့အခါမှာသူ့နည်းပညာနဲ့ပင်တစ်တော်တွေပြန်ဆိုင်ပေးတယ်။မြစ်တွေရေပြန်ဝင်အောင်လုပ်တယ်။နဂါးနဲ့ဂျိုသားကမုန်းနေတာတွေကိုချစ်ချင်းနဲ့ပြောင်းပြီးကဘာကိုလှပအောင်အတူတူလှုပ်ဖို့ကင်ဖက်တွေဖြစ်သွားကြတယ်။